ကိုယ်တိုင်ကိုယ်ဌာနသာသနာပြုကြွချီရာတွင်လင်္ကာဒီပခေါ်တီဟိုကျွန်းတို့မြည်တိမထေအမှုပြုသည့်ယန္နာမထေများကြွချီခဲ့ပါသည်။ကျွေးမဟုတ်လို့ဖြစ်စီ။ကျွန်တော်မေးခွန်းလေးပြန်မေးပြီ။ကိုယ်တိုင်ကိုယ်ဌာနသာသနာပြုကြွချီရာတွင်လင်္ကာဒီပခေါ်တီဟိုကျွန်းတို့မြည်တိမထေအမှုပြုသည့်ယန္နာမထေများကြွချီခဲ့ကြပါသည်။ဘသူကူညီခြင်းလေးလည်းမသိမဟာမဟိန္ဒပါဆရာမမမိန်သားဆိုမှပါတယ်တမီးကိုယ်တိုင်ကိုယ်ဌာနသာသနာပြုကြွချီရာတွင်မဟာရထတိုင်းသို့မိတိမထေအမှုပြုသည့်ယဟနာမထေများကြွချီခဲ့ကြပါသည်။အင်းမြတ်ဝင်သမီးဖြည့်ကြည့်ပါမဟာဓမ္မရခိတမထေပါရှင်မဟာဓမ္မရခိတမထေဆိုမှပါတယ်သမီးမဟာယာနဗုဒ္ဓဘာသာသည်သာသနာတော်နှင့်ဗဏ္ဍနှစ်အတွင်းမှာစတင်ထင်ရှားခဲ့ပါသည်။သင်မိုးသူဖြည့်ကြည့်ပါဦး။1000ပါရှင်။1000ဆိုရင်မှပါတယ်။အရှင်မဟာမဟိန္ဒမထေရညီမတော်တန်ခါမိတ္တာသည်ဗုဒ္ဓဂယာဘောဓိပင်မှာပွားယူအပ်သောမြည်သည့်အကိုင်းကိုတိရိလင်္ကာသို့ပင့်ဆောင်သွားခဲ့ပါသည်။အောင်းနဲ့ဝေဖြည့်ကြည့်ပါဦး။တောင်ကိုင်းပါရှင်တောင်ကိုင်းဆိုမှပါတယ်အရှင်မဟာမဟိန္ဒမထေရအမှုရှိသောတန်ဃာတော်များသတင်းသုံးရန်မင်းကြီးသည်မြည်သည့်ကြောင်းတိုက်ကိုစောက်လုပ်လှူဒန်းခဲ့ပါသည်။မြင့်သူဖြည့်ကြည့်ပါဦး။ဘယ်လိုကူညီခြင်းလေးလည်းမသိမဟာဝိဟာရအကြောင်းပါရှင်မဟာဝိဟာရအကြောင်းဆိုမှတ်ပါတယ်ခရစ်နှစ်400စုတွင်မဟာသေနမင်းသည်မြည်သည့်ကြောင်းတိုက်အားတည်ထားခဲ့ပါသည်။သင်ကြောမေဖြည့်ကြည့်ပါဦး။စီတဝန်ကြောင်းတိုက်ပါရှင်။ဘာစီဒီလဲတည်ထားသေးလဲစီတဝန်စီဒီလဲတည်ထားပါရှင်။ဆိုမှတ်ပါတယ်သမီး။မဟာဝိဟာရဂိုင်းသာတန်ဃာတော်များသည်စရုဒ္ဓတန်ဃာယနာအားမြည်တို့တင်ခဲ့ကြပါသည်။ဒီမြတ်မှုခင်သမီးဖြည့်ကြည့်ပါမဟာဝိဟာရဂိုင်းသာတန်ဃာတော်များသည်စရုဒ္ဓတန်ဃာယနာအားမြည်တို့တင်ခဲ့ကြပါသည်။ပိဋကအခရာပိဋကအခရာဆိုမှတ်ပါတယ်မွန်လူမျိုးတို့သည်ထိုင်းနိုင်ငံဟုခေါ်သောမြည်သည့်ပြည်၌ခရစ်နှစ်17ရာစုထိယဉ်ကျေးမှုမြင့်မားသောဒေသခံလူမျိုးများအဖြစ်ဖြင့်နေထိုင်ခဲ့ကြပါသည်။သူရဲ့တော်တော်သမီးဖြစ်ကြည့်ပါ။မင်းကိုပြန်မေးပါမွန်လူမျိုးတို့သည်ထိုင်းနိုင်ငံဟုခေါ်သောမြည်သည့်ပြည်၌ခရစ်နှစ်17ရာစုထိယဉ်ကျေးမှုမြင့်မားသောဒေသခံလူမျိုးများအဖြစ်ဖြင့်နေထိုင်ခဲ့ကြပါသည်။ဒွါရဝတိပြည်ပါရှင်။ဒွါရဝတိပြည်ဆိုမှတ်ပါတယ်နော်။မဟာယာနဗုဒ္ဓဘာသာ၏အခြေခံမျိုးစေ့စတင်ခဲ့မှုသည်မြည်သည့်တန်ခါယနာအပြီးတွင်ပေါ်ပေါက်ခဲ့ပါသည်။ဒီလိုင်းမို့သမီးဖြည့်ကြည့်ပါ။ရချိန်ပါဆရာမ။ဒုတိယချိန်ဆိုမှတ်ပါတယ်။မြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဆံပြီးနောက်နှစ်ပေါင်းမြင့်များခန့်ကထိုင်းနိုင်ငံသို့ဗုဒ္ဓသာသနာတော်ရောက်ရှိခဲ့ပါသည်။ညာယုမိသမီးဖြည့်ကြည့်ပါ450ပါမဟုတ်သေးဘူး။နည်းနည်းများသေး။အဲ့မင်းကိုပြန်ပြီးပါလား။မြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဆံပြီးနောက်နှစ်ပေါင်းမြင့်များခန့်ကထိုင်းနိုင်ငံသို့ဗုဒ္ဓသာသနာတော်ရောက်ရှိခဲ့ပါသည်။250ဟုတ်တယ်250ဆိုမှတ်ပါတယ်။